ကျမတို့ MBA အကြောင်းတက်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဆက်စချင်းဘာတွေကိုလေ့လာလဲဆိုလို့ရှိရင်ဒီအကြောင်းကခိုင်မာမှုရှိရဲ့လားဒီမှာဘာတွေသင်မှာလဲပြီးတော့ဒီငွေရေးကြေးပေါ့နော်အဓိကတော့ဝန်ထမ်းတွေလည်းဖြစ်တဲ့ MBA တန်းကို join ကျင်နေဆိုလို့ရှိရင်တစ်လချင်းစီရောဘယ်လိုတွေပေးလို့ရမှာလဲကိုယ့်ရဲ့လစာနဲ့ budget တွေနဲ့ရောကိုက်မှာလားဒီဆရာတွေသင်ပေးတဲ့ပုံစံအောင်အဆင်ပြေလားဆရာတွေကဘယ်သူတွေသင်မှာလဲဆိုတဲ့ဟာတွေကိုအရင်ဆုံးလေ့လာရပေါ့နော်ဘယ်သူတွေသင်မှာလဲဒီဆရာတွေနဲ့အဆင်ပြေပါမလားသူတို့ကရောတကယ် professor တွေဟုတ်လားသူတို့သင်ကြားပုံတွေကဘယ်လိုဖြစ်လဲဒါတွေကိုကျမတို့လေ့လာပြီးတော့မှဒီတောင်းကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျမတို့ဘာတွေကိုသင်ခဲ့ရလဲပေါ့နော်ဒီမှာသင်ခဲ့ရတဲ့ဘာသာရပ်တွေကအလုံးပေါင်း၈ခုရှိတယ်အဲ့ဒီ၈ခုမှာကတကယ်တမ်းလုပ်ငန်းခွင်မှာဝင်နေတဲ့လူတွေအတွက်ကိုတကယ်ကိုအကျိုးသက်ရောက်တဲ့ဘာသာရပ်တွေပေါ့နော်အဲ့ဟာတွေကိုသင်ပြီးတဲ့အချိန်မှာတော့တဘာသာချင်းစီမှာရောဘယ်လိုတွေသင်ရလဲpresentation တွေရှိရဲ group presentation တွေပေါ့နော်ဒီအတန်းမှာရှိနေတဲ့လူတွေ group ခွဲပြီးတော့ presentation တွေလုပ်ရတယ်ဒါကလည်းဟိုဆရာနဲ့တပည့်နဲ့ပြောနေတယ်လို့မျိုးမဟုတ်ဘဲနဲ့ပြောပါ discussion တွေလုပ်တယ်ကျောင်းသားချင်းချင်းလည်း discussion တွေပြောတယ်ဆရာမတွေကလည်းဝင်ပြီးဆွေးနွေးပြတဲ့ပုံစံမျိုးတွေနဲ့ပဲ group presentation တွေလုပ်ခဲ့တယ်ပြီးသွားလို့ရှိရင်ဘာတွေလုပ်ခဲ့လဲဆိုရင် assignment တွေတင်ခဲ့တယ်ပေါ့နော်ဒါလေးကိုဝယ်ပေါ်ပါနဲ့ကျမတို့က MBA တန်းကိုပြီးသွားမှာဖြစ်ပါတယ်ကျောင်းသားကအနေနဲ့လည်းဘာတွေကိုစိတ်ပူစရာမလိုအောင်ကျမတို့ကတလားချင်းစီဝယ်သွင်းလို့ရပါတယ်ဘယ်လိုတွေသွင်းလဲဆိုလို့ရှိရင်တစ်ခါလေးကြားလို့ရှိရင်တလားချင်းစီပေးဖို့တော့နောက်ကျပြီးတော့အကြောင်းရဲ့သဘောကောင်းမှုတွေကြောင့်နှစ်လတင်ခဲ့ရတဲ့ဟာလေးတွေရှိခဲ့တယ်ပေါ့နော်အကြောင်းရဲ့ supporting ကတော့အမြဲတမ်းအပြည့်အဝရရှိခဲ့ပါတယ်အားလုံးကိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ ATPC မှာကျောင်းတက်ခဲ့ရတဲ့ကာလအတွင်းမှာကျောင်းကနေပြီးတော့ဘာတွေ support ပေးမှလဲဆရာမတွေရောအဆင်ပြေမှာလားလားစင်ကြီးတွေတွင်းနေရတာကောကိုယ့်အတွက်ကိုဝင်ထုတ်ဝင်မှုဖြစ်နေမှာလားအဲ့ဒါတွေကိုပူစရာမလိုပဲနဲ့ဒီတိစစ်ကာလတွေရောကျောင်းတက်ခဲ့တဲ့ကာလတွေရောမှာအောင်မြင်တဲ့ MBA ဘွဲ့တစ်ခုကိုရခဲ့တဲ့အတွက်ဝမ်းသာခဲ့ပါတယ်အဲ့ဒီအပြင်ကိုတက်နေတဲ့အကြောင်းကိုလိုက်ပြီးတော့ recommend ပေးရတာဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့်မို့ ATPC ကကို recommend ပေးမဲ့အကြောင်းတစ်ခုဖြစ်ခဲ့ပါတယ် Begin your future with ATBC.